မင်္ဂလာပါရှင်ထိုင်းကိုလာပြီးအဝိုင်းပေါင်ထားတဲ့လူရှင်နော်ကဲရှင်အခုလက်ရှိဖခင်ကအသက်90နီးပါးလောက်ရှိနေပြီရှင်နော်အသက်ကြီးနေပြီအမေလည်းမတန်မဆွမ်းဘူးရှင်နော်၄နှစ်ပြည့်တော့မယ်တားမိုက်ရှင်နော်ကျမစီမှာအကျွေးကိစ္စလာတိုင်မယ်ဆိုလို့ရှင်ဒီလိုမျိုးတားမိုက်တွေပြီးလို့ရှင်အကျွေးရှင်နဲ့ဘယ်လိုပြောမလဲအကျွေးရှင်မဟုတ်ဘဲနဲ့မိသားစုတွေအဆင်မပြေဘူးဆိုကျမစီမှာလာတိုင်လို့ရတယ်နော်ကျမအလကားလှုပ်ဆောင်ပေးတယ်နော်ဖုန်းဆက်ပြီးတော့မေးကြည့်မယ်ရှင်မန္တလေးတိုင်းမြင်းကြံခရိုင်နထိုးကြီးမြို့နယ်ဇီကြီးရွာအဖေနာမည်ဦးကျော်အေးအမေနာမည်ကဒေါ်မြထေးတာဖိုးပြားခေါ်စိုးမင်းအောင်ရှင်နော်သူရှိပါကတစ်ချက်လောက်ပြောပြနော်အဝိုင်းပေါင်ထားတယ်ဆိုတော့အခုလက်ရှိအဖေမေကဆင်းရတော့မယ်အိမ်ပေါ်ကနေနော်အသက်ကလည်းကြီးနေပြီအဖေကတနာပါတယ်ဘရဲလက်ကုန်မယ်ကျမတွေ့ရမြင်ရတာလည်းစိတ်မကောင်းရပါဘူးရှင်ကြည့်ပါဦးသူ့အဖေကအသက်90ကျော်နေပြီချင်းကြည့်ပါဦးရှင်မိဘတွေကအသက်ကြီးနေပြီဘာမှမလုပ်စားမကင်စားနိုင်တာရှင်တားမိုက်နော်သူရှိပါကတစ်ချက်လောက်ပြောပြနော်သူရဲ့ညီမအရင်ကအခုလက်ရှိထိုင်းနိုင်ငံမှာသူညီမအရင်လက်ကလေး2ယောက်နဲ့သူမိသားစုနဲ့သူဆိုတော့လေအကြောင်းဖုန်းဆက်ပြီးတော့မေးကြည့်မယ်ရှင်သူရဲ့ညီမအရင်ရခံစားချက်နော်အင်တာဗျူးကြည့်မယ်ရှင်ညီမလေးရေမင်္ဂလာပါရှင်ဟုတ်ကဲ့မမရေဟုတ်ကဲ့ပြောပါအောင်ရှင်အပြည့်အကျိုးအကြောင်းကပြောပါအောင်ရှင်အဖြစ်အပျက်ကတော့မမရေဟိုမှာရွာအမေနဲ့ဖေကဝိုင်းစာချုပ်ပြီးတော့သူ့သားကိုထိုင်းလိုက်ချင်တယ်ဆိုလို့တင်ပေးလိုက်တာဟုတ်ကဲ့3နှစ်ကျော်ပြီဒီလဲရောက်ရောအဖေမေလဲဘလော့အကျွေးရှင်ရောလဲဘလော့ညီမကိုလဲဘလော့သွားလို့မမရေဟုတ်ကဲ့ရှင်ပြီးလို့ရှင်ပတ်စံဘယ်လောက်လဲရှင်ပတ်စံအရင်ကဘယ်လောက်လဲခြေတဲ့ချိန်တုန်းကအတိုးဘယ်လောက်တုန်းရှင်သူကရွာဦးချောင်းကယူလာတာ15သိန်း5ချက်တိုးနဲ့ဟုတ်ကဲ့ပြီးရင်ဝိုင်းစာချုပ်လာတဲ့သူကလည်း15သိန်းဟုတ်ကဲ့5ချက်တိုးနဲ့5ချက်တိုးအခု4နှစ်နီးပါပေါ့3နှစ်ခွဲလောက်တော့ရှိပြီထင်တယ်မ4နှစ်တည်းတော့မရောက်သေးဘူး3နှစ်ခွဲလောက်ထဲတော့ရှိပြီ5ချက်တိုးဆိုလို့ရှိရင်3နှစ်15တလောက်ကို1000ခွဲပေါ့1000ခွဲဆိုလို့ရှိရင်3နှစ်ကျော်ဆိုလို့ရှိရင်အခုအသိန်း100နီးပါပေါ့အဲ့လောက်တော့ကြာလေမမရေ तू ကအရင်လည်းမဆက်အတိုးလည်းမဆက်ဒီရောက်ကြတဲ့အသေးဝါပြီလားမသိပါဘူးညီမမဆက်တာဘလို့လဲဆိုတော့အသေးဝါပြီလားမသိမသေးတာမသေးဘူးမမရေဟိုတလောကညီမဟိုဟိုင်းနေမကြည့်ဘူးစာအခုနောက်ဆိုတော့ဘလော့ဝါပြီနာမည်ဘလို့ခေါ်လဲရှင်အကိုရင်းလားမောင်လားအကိုရင်းရောမှအပေါက်ကထွက်ထားတာမမရေအကြီးဆုံးအကြီးဆုံးဟုတ်ကဲ့အကြီးဆုံးလည်းဖြစ်တယ်အကြီးဆုံးသူများဒီဇိုင်းကတော့စိုးမင်းအောင်လို့ပဲခေါ်မှာပေါ့ညီမတို့တရွာလုံးကဖိုးပြားလို့လည်းခေါ်တယ်စိုးမင်းအောင်လို့လည်းခေါ်တယ်ဟုတ်ကဲ့ရှင်ဘာပြောချင်လဲရှင်ကိုရင်းဘာပြောချင်လဲဘာပြောချင်လဲဆိုတော့ तू မိမလိုချင်တယ်ဆိုရင်တယောက်မဟုတ်အယောက်တရာယူလို့ရတယ်လို့မမရေဟုတ်ကဲ့မိဘအကျွေးကိုတော့ကြေအောင်ဆက်ပေးအောင်လို့ကိုယ့်ဟာကိုအကျွေးကြေဝဲဆိုရင်မိဘကိုလုံးမကျွေးချင်လဲလုံးမကျွေးနဲ့ညီမကျွေးမယ်လို့ဟုတ်ကဲ့သူအခုဘလို့ဖြစ်တော့ဆိုတော့ဖေနဲ့မေကလမ်းဘေးရောက်တော့မယ်လို့ဖုံးတကွန်နဲ့လို့အေးကွယ်အမလီလေးဝိုင်းပေါင်ထားတယ်ဆိုတော့ဘယ်မှာတော့အမလီလေးအခုလက်ရှိပမာနေတယ်လို့ကြားလဲရှင်နကိုပထုံကောဆန်းဆိုင်မယ်လို့ကြားတယ်မမအရင်တခါညီမအကောင့်နဲ့ဘလော့သွားလို့ညီမတငယ်ချင်းအတိအကောင့်နဲ့လှမ်းရေးတော့နကိုပထုံမယ်တဲ့ဘာလို့မလို့ဘာညာနဲ့မေးတော့အဲ့လို तू အရင်မိသွားလားမသိဘူးတငယ်ချင်းအကောင့်ကိုတခါဘလော့သွားဟုတ်ကဲ့ရှင်အခုလက်ရှိ तू ပေါင်းနေတဲ့မိမအခုလက်ရှိ तू မိမဘယ်စာတရားတုံးရှင် तू အခုယူရတဲ့ဥစ္စာအဲ့ကောဆန်းရောက်မှမိမတောင်းတာတဲ့မိမတော့တောင်းနိုင်တယ်ပေါ့အဖေမေအကျွေးကျတော့မဆက်ဘူးပေါ့အကျွေးကျမဆက်ဘူးမိမကျတော့တောင်းတယ်လေလိုက်လွင်ပြီးတော့ဖေးလိုက်လွင်ပြီးတော့တောင်းတယ်မလေးတားမရလေလိုက်လွင်ပြီးတော့မိမတော့တောင်းတယ်တဲ့အမလေးတခြား तू ကညီမအကောက်ဘလော့ထားတယ်ညီမကြည့်လို့မရအောင်သူများဖုန်းနဲ့ဝင်ကြည့်တော့သူတငယ်ချင်းလိုက်လွင်ထားတခြားတော့လည်းအမလေးရေးပိုက်တွေနဲ့အမလေး तू ကအရက်ပလင်းနဲ့ကင်ပြီးတော့ပျော်ပါနေဖေးနဲ့မအေးကနောက်ကမျက်ရည်နဲ့မျက်ခွက်အကျွေးရှင်လာပြီးဆိုမအေးကခေါင်းမထောင်နိုင်ဘူးမနေ့တော့လည်းအမေကလှမ်းပြောရငါသမီးညီကိုင်းနဲ့အဆက်အသွယ်ရလားအဆက်အသွယ်ရရင်မေကိုပြောပေးပါအောင်ငါသမီးရဲ့တဲ့အမလေးမေသားပြောမနေနဲ့ဆက်သွယ်ရလားဆိုကြောက်ကိုလုံးဘလော့သွားတယ်လို့
အဲ့လိုမျိုးပြောလိုက်တာ အခုအဖေမေနဲ့လည်းလုံးဝမဆက်သွယ်ဘူးသူဟာညီမတို့လည်းဘလော့တယ်အဲ့လိုပေါ့ ဟုတ်ပါအမေကဖေကအသက်ကြီးနေပြီအဖေကဆိုရင်အသက်60နာရောက်နေပြီမျိုးလုံးကအသိမမြင်ရတော့မုံမုံလေးပဲအမေကဆိုလဲဒူးမကောင်းဘူးဟိုကအငှားလိုက်စားနေရတယ်ဟိုကဘာတော့တော်တယ်မယ်တနေ့1000နဲ့အငှားလိုက်တယ်တဲ့ငါသမီးတဲ့အမေကဟိုကအဲ့အငှားလိုက်တဲ့ပတ်စံကိုစုထားပြီးတော့ညီကိုကြီးအတိုးသွားတတ်မလို့တဲ့အဲ့လိုမျိုးသူပြောရဲ့မအေးကဒီလောက်ကြီးထအောင်ဟွာဖြစ်တာကိုတာသမီးဖြစ်ပြီးတော့မကြည့်ဘူးလေကိုမိပါဘူးသူမို့လို့လည်းလုံးရက်လို့ ပြောပါဦးသူ့ကိုဘာပြောချင်တာတော့ရှင်အခု line ပေါ်မှာရှင်သူ့ကိုဘာပြောချင်တာတော့ ဘာပြောချင်တော့ဆိုတော့မမရဲ့မိဘတွေမကြွေးချင်နေပါလို့ညီမကြွေးမယ်လို့သူအတိုးလေးတွေအပတ်စံလေးတွေတော့ကြေးအောင်ဆက်ပေးအောင်လို့အဲ့လိုမျိုးပြောချင်တာမမရဲ့ โอเคရှင်โอเคအဲ့ဆိုတော့ပဲနော် ဟုတ်ကဲ့မမဟုတ် မနေ့ဗီဒီယိုကောတစ်ချက်ဖွင့်ပါအောင်ရှင်မြင်ဘူးအောင်ရှင်အမလေးပရဲလက်ကုံပါပဲရှင်မလွယ်ပါဘူးနော်အေး ညီမလည်းခွဲမွေးထားတာမို့လို့မမရေဘယ်ခွဲမွေးထားတာသူ့အကျွေးလဲညီမမဆက်ပေးနိုင်ဘူးတယောက်လောက်စားနေဆိုတော့ခလေးက2ယောက်ကလေး2ယောက်နဲ့ညီမလည်းသူ့လောက်စားကိုမဆက်ပေးနိုင်ဘူးတယောက်လောက်စားနေတီရေလို့ ဟယ်လိုမင်္ဂလာပါအေးလက်ကုံပါပဲအေးသူစောက်ကျွေးလဲသူဆက်ပေါ့လူတိုင်းမှာသူမိသားစုနဲ့သူရှိနေတာအယူဟုတ်တယ်ပြောတယ်အဖေကလည်းငိုအမေကလည်းငိုမမရေ အေးမလေးစိတ်မကောင်းပါဘူးရှင်ဟုတ်ကဲ့ကျမတို့တိုင်လို့ရတယ်ဒီလိုမျိုးပြည့်ဆိုလို့ရှင်နော်ကျမတို့ပတ်စံလဲ90မလို့ဘူးလို့ရှင်ကျမတို့ပတ်စံ9လားရှင် မ900ဘူးမမရေမမစိတ်ကောင်းလို့ပေါ့ညီမပတ်စံပေး9မယ်ဆိုရင်ညီမဘယ်ကြသွားရှာမှမသိတော့ ဟုတ်ပါရှင်ကျမမငားဘူးဆိုရှင်တို့ကျမအပြစ်ပြောလို့မရအောင်နော်ကျမတို့ပုံပြပေးမယ်နော်အကျွေးဆက်မယ်ဆိုလို့ရှင်နော်အေးလို့โอเคအဲ့ဆိုမနေ့ line ပေါ်တင်ပေးမယ်နော် ဟုတ်ကဲ့မမကျေးဇူးတင်ပါတယ် fighting လာပါဒီလိုဆူတောင်းနေအောင်မယ်ညီမလည်း အေးကျမတိုးဆက်ပေးမယ်ဆိုလို့ရှင်လည်းအတိုးရှိတယ်လေဟုတ်လားအေးဗါလဲပြောလိုက်အောင် line မှာပြောလိုက်အောင်ဒီမှာမနေ့တိုးဆက်ပေးမယ်လို့ပြောလိုက်အောင်အသိတရားနီးပါဆိုတော့ အတိုးဆက်ပေးမယ်လို့ပြောတယ်ညီမကတယောက်လုံးစားနေဆိုတော့ဒီဘက်ကလည်းခွဲမွေးထားတဲ့အကျွေးတွေကလည်းရှိသေးတော့အမနာဆက်ပေးမယ်လို့ပြောတယ်ညီမဘက်ကမယူနိုင်သေးတာရှေ့အကိုရင်းကိုပြောလိုက်ပြန်လာဆန်းလို့မနေ့ကပဲဟိုအကြီးကြဆန်းလို့မနေ့ထိုးဆက်ပေးမယ်အဲ့ဒီအကျွေးအတိုးနဲ့တော့ပေးရမှာပေါ့နော်အဲ့လိုဟုတ်တယ်အမနန်းစီကိုဆက်သွယ်ပြီးတော့နင်တို့အဲ့မှာမဆက်နိုင်ဘူးဆိုရင်လည်းအမနန်းကိုဆက်ခိုင်းငါတို့စီကိုလည်းကြည့်အောင်ဟဲ့အဖေနဲ့မေကလည်းအသက်ကြီးနေပြီလို့အဖေနဲ့မေကလည်းအသက်ကြီးနေအမေကပြောနင်တို့ပြန်လာရင်တော့ငါရှိပါမလားမသိဘူးတဲ့အမေကလည်းဒူးမကောင်းဘူးတရွတ်တိုက်ဆွဲနေတာအခုတော့တဲ့အငှားတစ်နေ့1000ခေါ်တယ်ဆိုတာလေသူများကဟိုတစ်နေ့1000နဲ့ခေါ်တယ်ဆိုတာလေသူများဟိုလှဲပါမှလိုက်နိုင်တာတဲ့အမေကဒီတိုင်းမလိုက်